မင်္ဂလာပါခင်ဗျာအပတ်စဉ်ဗုဒ္ဓဟူးနေ့တင်ဆက်နေကြဖြစ်တဲ့အောင်ဆောင်မစကားဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရှိုင်းခဲ့ပါခင်ဗျာအောင်သူကြီးအနေနဲ့ဟဲဘန်းတွေဝယ်တော့မယ်ဆိုလို့ရှိရင်အမြဲတမ်းဝယ်ခွင့်မရတတ်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်သုံးလို့ရတဲ့ဘန်းတွေကိုထားခဲ့ပြီးတော့အသွားတွေတုံးသွားတဲ့ဘန်းတွေကိုတစ်ချက်ချင်းလဲမယ်ဆိုလို့ရှိရင်ငွေကုန်တက်တာတယ်ဆိုပြီးတော့အမြဲတမ်းတွေးတတ်ကြတယ်ဗျအဲ့ဒါကြောင့်ဒီနေ့မှာတော့တစ်ချက်ချင်းလဲတာနဲ့အစုံလိုက်လဲတာကဘယ်ဟာကပို့ပြီးတော့တောင်သူတွေတော့တွက်ချိကြိုက်မလဲဆိုတာကိုကျွန်တော်ကိုရဲထွန်းနဲ့တူတူပုတ်ပွက်လင်းလင်းဆွေးနွေးတော့မှာဖြစ်ပါတယ်ဗျမင်္ဂလာပါခင်ဗျာကျွန်တော်ရထုတ်ပါခင်ဗျာကဲကိုရဲထွန်းတောင်သူတွေကတော့ဈေးကိုချွေတာချင်တာပါဗျာပစ္စည်းချင်းလဲတူတာပဲပြီးတော့မပြတ်သေးတဲ့ဘန်းတွေကိုထားခဲ့ပြီးတော့ဒီတုံးသွားတဲ့တစ်ချက်နှစ်ချက်လောက်ကိုပဲလဲလိုက်မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်မလဲဗျဟုတ်ပါကိုဆိုင်ခဲကျွန်တော်အနေနဲ့ကတော့ဒါတောင်သူတွေရဲ့ set engine နဲ့စီဘိုးတွေကိုနှက်မျောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အကြံလေးတစ်ခုတော့ပေးချင်တယ်ဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီပစ္စည်းချင်းတူတယ်ဆိုရင်တော့မှဒါအရင်ကသုံးထားပြီးသားဖြစ်တဲ့ဒီဘန်းအဟောင်းနဲ့ပေါ့ဗျာနောက်ထပ်လဲလှယ်မဲ့အစ်စ်နဲ့အရွယ်စားဒါလုံးဝကိုမတူညီနိုင်ပါဘူးခင်ဗျာဒီလိုအရွယ်စားတွေမတူတော့ရောကျွန်တော်ဘာတွေဖြစ်လာနိုင်မလဲဗျဥပမာကျွန်တော်ဒီဘန်းအဟောင်းကဒါအချိန်တစ်ခုပေါ့ဗျာအချိန်တက်တန်းတစ်ခုဒီကြာရှည်စွာအသုံးပြုပြီးဖြစ်လို့ဒီအနည်းဆုံးများ2လက်မလောက်တုံးသွားတယ်ပဲဆိုပါစို့ကျွန်တော်တို့အတစ်တက်မဲ့ဘန်းက24လက်မအပြည့်ရှိတယ်ဒါဥပမာပြပြတာเนาะအဲ့တော့ကျွန်တော်ဒီဘန်းအတစ်ကိုပဲလဲလိုက်မယ်ဆိုရင်ဒါတက်ချက်သေးကိုပဲလဲလိုက်မယ်ဆိုရင်ဒါ24လက်မခုနကကျွန်တော်ပြောတဲ့ site 24လက်မအပြည့်ရှိတဲ့ဘန်းကဒါမြေစီလွာတဲ့ကိုနက်နက် site ဝင်ပြီးတော့ဗျာကောင်းကောင်းမွန်မွန်ဒါတော့ကောင်းမွန်စွာအလုပ်လုပ်နေတဲ့အချိန်မှာဒီကျန်တဲ့ဒီ3မီတာအဟောင်းတွေပေါ့အဲ့ကောင်တွေကမြေပေါ်မှာဝဲပြန်နေမှာပေါ့ဗျာပြောမယ်ဆိုရင်တိမ်တွေပေါ်လွင့်နေတာပေါ့ဗျာအဲ့တော့အဲ့ဒီခါမျိုးတွေမှာဘာဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်တို့ဟန်ချက်ပြက်တာမျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့ဒီထဲကုံတွေကဆောင်းသွားနိုင်ထဲကုံတွေဆောင်းသွားမယ်အဲ့တော့ဆက်ကဘေးကိုဆွဲချသွားမယ်ပြောရမယ်ဆိုရင်ကျွန်တော်ဒီဖက်နှက်တရံစီးသလိုပေါ့ဗျာတစ်ဖက်ကအစ်စ်ကျွန်တော်တစ်ဖက်ကအဟောင်းကိုပေါင်းစီထားရင်ကိုလိုခံစားရတဲ့ခံစားချက်ကကိုလိုဒါစီးဦးတယ်မလားကိုလိုလဲထဲကုံမှာလည်းအဲ့လိုပဲမောင်းနေရတဲ့အချိန်မှာဒါခံစားမှုတစ်မျိုးဖြစ်နေတယ်ပဲရိမ့်ထိုးနေတယ်ဗျာကျွန်တော်တို့ဒုတိယတစ်ချက်အနေနဲ့ဒါဝင်ပိမှုမညီမျှခြင်းဘာကိုဝင်ပိမှုမညီမျှတယ်လဲဆိုတော့ကျွန်တော်တို့ဒီဘန်းအစ်စ်တစ်ချက်သေးကပဲဒါမြေစီလွာကိုဒိုင်ငံနှံနေရတာဖြစ်တဲ့အတွက်ပို့ပြီးတော့အချိန်မြန်ပို့တုံးသွားတယ်တွားတက်စေပေါ့ဗျာပို့ပြီးတော့အချိန်မြန်တုံးသွားတယ်ပို့ပြီးမြန်တုံးတယ်ပေါ့ဗျာအဲ့ဒီခါမှာကျွန်တော်တုံးသွားတဲ့အတွက်ကြောင့်မလို့ဆက်ကလည်းဒါခုနကကျွန်တော်ပြောလို့ပဲပို့ပြီးရုံးရတယ်ပေါ့ဗျာဟုတ်ကဲ့တတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီဆက်ကဟန်ချက်မညီပဲနဲ့အတင်းယုံပြီးတော့မောင်းနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့စီကလူတော်ထက်ကိုပို့ပြီးတော့စားသွားစေတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီဘန်းရဲ့ကုန်ကျစရိတ်ကိုချွေတာယာကနေဒီစီဘိုးကပို့ပြီးတော့ကုန်ကျသွားစေနိုင်တာမျိုးပေါ့ဗျာဟုတ်ကဲ့ဗျာဒါဆိုလို့ရှိရင်အစုံလိုက်လဲလိုက်တဲ့အခါဒီဖြုတ်လိုက်တဲ့မတုံးသေးတဲ့ဘန်းအဟောင်းတွေကပေါ့နော်အဲ့အတွက်ပေါ့ကျွန်တော်နှမျောစရာဖြစ်မနေဘူးလားဗျမနဲ့ပြောပါနဲ့ဗျာကျွန်တော်တို့ဒီဘန်းဟောင်းနေဆိုတာကဒါရေးပေါ်ပျက်စီးမှုတွေကြုံလာတဲ့အခါမှာကျွန်တော်ဒါအပိုစပယ်အနေနဲ့ကျွန်တော်တို့ကပြန်သုံးလို့ရအောင်ဒါတင်ထားလို့ရတယ်ဒီဗျာဟုတ်ဒါကြောင့်ဒါပေမဲ့လို့ကကျွန်တော်တို့ဒီအလုပ်ဖက်ဆင်းတယ်ဒီအခင်းနဲ့ဆင်းတော့မယ်ဆိုရင်တော့ဒါအရွယ်စား site တပြေးညီတဲ့ဖြစ်တဲ့ဘန်းအစ်စ်တွေကိုပဲတက်ဆင်ပြီးတော့ကျွန်တော်ကဒါအသုံးပြုစေခြင်းနဲ့အလုပ်လုပ်စေခြင်းနဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါမြေစားမှုနှုန်းကလည်းညီမယ်ဆက်လည်းညီမယ်စီစားတက်တာတလို့ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းပြီးစီးမှုတော့လည်းတွင်တွင်ကျကျနဲ့ကျွန်တော်တို့ပြီးမြောက်နိုင်တာပေါ့ဗျာတခါတည်းနဲ့လေဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါကွယ်တော့ရေရှည်မှာတွက်ချိကြိုက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစုံလိုက်လဲတာကအကောင်းဆုံးပဲဆိုတာကျွန်တော်တို့ရှင်းလင်းသွားပါပြီထဲသောဟောင်းလေးတွေကိုတော့အရေးပေါ်အတွက်တင်ထားပြီးအောင်ဆက်မွန်ရဲ့စမတ်ဘန်းအစ်တွေနဲ့ဆက်ကိုဟန်ချက်ညီအောင်ထိန်းသိမ်းကြဖို့ကျွန်တော်ညကနေတိုက်တွန်းချင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒါဟန်ချက်ကိုထိန်းညီပါအစုံလိုက်လဲလဲပါကျွန်တော်တို့အောင်ဆက်မွန်နဲ့အတူလုပ်ငန်းခွင်တွင်ကျပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ